ဒီနေ့မှာတော့အားလုံးပဲစောင့်မျှော်နေကြရဲ့ scope ချိန်ကြီး video လေးပဲဖြစ်ပါတယ် scope ချိန်ကြီးကိုမှဒီနေ့ AUG ဂန်းလေးကိုချိန်ပြမှာပါ AUG ဂန်းကိုကျွန်တော်တို့3စ4စ red dot ဘလို့ညင်အောင်ချိန်ရမလဲဆိုတာကိုအသေးစိတ်ပြပြပေါ်မှာဖြစ်ပါတယ် gyro scope ချိန်တော့မယ်ဆိုလို့ရှိရင် brother အနေနဲ့ပေါ့နော်အခုလက်ရှိကိုသုံးနေရဲ့ gyro scope ကိုပဲ5% 3% လောက်ပဲနှုတ်တာပေါင်းတာပေါ့နော် 3% လောက်တိုးဒါမှမဟုတ်လို့ရှိရင် 3% လောက် short ပေါ့များလို့ရှိရင် short နည်းလို့ရှိရင်ပေါင်းပြီးတော့ကျွန်တော်တို့ setting ကိုချိန်ရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ gyro setting တွေကိုဘယ်ချိန်မှာ short တင်တယ်ဘယ်ချိန်မှာတိုးတင်တယ်ဆိုတာကိုအသေးစိတ်ပြပြပေါ်မှာဖြစ်ပါတယ်။ setting နဲ့ဝင်ပြီးတော့ကျွန်တော် sensitivity တွေကိုနှိပ်မယ်နှိပ်သွားလို့ရှိရင်အဲ့မှာ advanced setting ဆိုတာလေးရှိပါတယ်။အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီဘက်ဘေးမှာ app ဆိုတဲ့ဟာလေးကိုနှိပ်ပါအားဆိုလို့ရှိရင်ဒီထဲမှာဂန်းတွေအများကြီးရှိရဲဆိုရင်ပဲ AUG ကိုကျွန်တော်ချိန်ပြမှာမလို့ AUG ကိုရွေးပြီးတော့ scope ချိန်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ AUG scope ချိန်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ drive ADS drive ကိုသွားမယ်ပေါ့နော်တခုလိုပိတ်ထားရဆိုလို့ရှိရင် online ပါအားဆိုလို့ရှိရင်အောက်မှာထပ်ချိန်လို့ရတဲ့ setting တွေပေါ်လာပါလိမ့်မယ်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ချိန်ရမှာပေါ့နော် ADS drive ဆိုတာထက်ကျွန်တော်တို့ gyro sensitivity ကိုရင်ချိန်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် ADS drive ထက်gyro sensitivity ပေါ့နော်မပြစ်ခင်ကျွန်တော်ချိန်ရတဲ့ gyro sensitivity ကပို့ပြီးတော့ရေးကြည့်လို့ပါအခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်gyro scope ကို400ထားရတဲ့အတွက်ကျွန်တော်အရန်ခါနေပဲဗျာကျွန်တော်ပြစ်လို့လည်းမရဘူးဒီအစာပိုင်းချိန်နဲ့ဟာလည်းမမှန်တော့ကျွန်တော်ပြစ်လဲဘာမှမထူးပေါ့ဗျာအဲ့တော့လည်းမငြိမ်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ area gyro sensitivity ဆိုတာတဲ့ပေါ့နော်ကျွန်တော်တို့ gyro ကိုပဲအရင်ဆုံးကောင်းအောင်လို့အရင်ချိန်တာ brother အတွက်ပြစ်မဲ့အိမ်တွေကိုပို့ပြီးတော့မှန်ပို့ပြီးတော့တိကျစေပါတယ်ဒါဆိုလို့ရှိရင်ခုနကကျွန်တော်ဘောနော်gyro sensitivity ကိုကျွန်တော်400ထားရတယ်အဲ့ဒါကိုပြန်ပြီးတော့သွား short မှာဖြစ်ပါတယ်ကျွန်တော်ပုံမှန်ဘယ်လောက်ပြစ်မလဲဆိုတာထက်ဒီ brother ကိုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ထားတော့မထားခြင်းဘူးဆိုတော့မှအတူး short ကြိုက်သလိုလုပ်လို့ရပါတယ်အခုကျွန်တော်စမ်းထားကြည့်မယ်ပေါ့ဗျာတင်150လောက်နဲ့စမ်းပြီးတော့ပြစ်ပြမယ်အခုဆိုလို့ရှိရင်ကျွန်တော်ခုန400လောက်ကြီးမခါတော့ဘူးဆိုရင်ပဲဒါပေမဲ့ကျွန်တော်တော်တော်နဲ့များသေးရဗျာဘာလို့လဲဆိုတော့ကျွန်တော်ကဒီလိုမြန်ဖွင့်အမြန်ပြစ်လုပ်မှာနောက်ပြီးတော့ကျွန်တော်ကလည်းလက်ကလည်းအဲ့လိုတုံတက်တယ်ပေါ့နော်အရင်ကြီးလည်းလက်မငြိမ်ဘူးအဲ့လိုမျိုး gyro sensitivity များလို့ရှိရင်တိတ်မဆွတ်တတ်ဘူး gyro နည်းမှာပဲပြစ်တတ်တဲ့ player မို့လို့တိတ်တော့အဆင်မပြေသေးဘူးတာမန်ပေါ့နော်ကျွန်တော်လက်ငိမ့်နဲ့အေးစေးစေးသမားရေးဆောက်မယ်ဆိုလို့ရှိရင်လည်းဒီ gyro လောက်ဒီ150လောက်ဆိုလို့ရှိရင်အဆင်ပြေသွားရည်လည်းရှိရပေါ့နော်ကျွန်တော်တို့ကတော့နည်းနည်းလေးများနေဗျာအခုဒီမှာကြည့်လိုက်နည်းနည်းလေးတလားအဲ့လိုမျိုးလေးအဆင်မပြေရလေးဖြစ်နေဗျာအားအကြောင်းမလို့ကျွန်တော်ကတော့နည်းနည်းထက်လျှော်ပြီးပြလို့ရှိရင်တော့ပို့ပြီးတော့ကျွန်တော်တို့ငြိမ်နေခုနက gyro ကကျွန်တော်တို့နည်းနည်းများနေရဖြစ်တဲ့အကြောင်းမလို့ကျွန်တော် gyro ပြန်သွားလျှော့မယ်ပေါ့နော်ဘယ်လောက်လျှော့မလဲဆိုတော့ကျွန်တော်ပုံမှန်ကျွန်တော်လက်နဲ့ quality ကျွန်တော်အိမ်နေကြဖြစ်တယ်ကျွန်တော်90လောက်ကိုပဲပြန်ထားမယ်ပေါ့နော်90လောက်ထားပြီးတော့ကျွန်တော်ပြန်ပြစ်ကြည့်မှာဖြစ်ပါတယ်အခုဆိုရင်ပေါ့နော်ကျွန်တော်ခုနကချိန်ထားရဲ့ gyro စစ်စီအစချိန်ထားရဲ့ပေါ့နော် gyro တွေထက်အခုကျွန်တော်ပြစ်နေကြ gyro ကပို့ပြီးတော့ငြိမ်ပြီးပို့ပြီးကျွန်တော်တို့အိမ်ကောင်းနေရအောင်လဲတွေ့ရမှာဖြစ်ပါတယ် brother အနေနဲ့ပေါ့နော် ADS gyro ဆိုတာတဲ့ကျွန်တော် gyro လေးကိုပဲအရင် main အဓိကထားပြီးတော့ပေါ့နော်ကိုချိန်နိုင်တဲ့လောက်ကိုလက်နဲ့လုံးဝငြိမ်ဆုံးလေးဖြစ်မယ်ကျွန်တော်မီတာဝေးလေးကျွန်တော်အဲဂျိုင်ယိုများလို့ရှိရင်ပေါ့နော်ခါတတ်တယ်ပေါ့ဗျာရမ်းနေပေါ့ဗျာတိချချိန်လို့မရဘူးအားကြောင့်မလို့ကျွန်တော်ကတော့အဲ့လိုမျိုးဂျိုင်ယိုနည်းနည်းလေးနဲ့ပဲပြစ်တာပို့ပြီးတော့အဆင်ပြေလို့ထင်ပါတယ် brother အနေနဲ့ဂျိုင်ယိုနယ်လို့ရှိရင်လည်းနဲပေါ့နော်ကိုကဂျိုင်ယိုနေရနဲ့တိတ်ပြီးတော့မရဘူးဂျိုင်ယိုများမှဆိုလို့ရှိရင်လည်းဂျိုင်ယိုပြန်တင်ပြီးတော့ဆော့လို့ရပါတယ်ကျွန်တော်တို့ scope တွေအဓိကပြဿနာကကြတော့ကျွန်တော်မပြစ်ခင်ပေါ့နော်ဒီဂျိုင်ယို scope ကပဲအဓိက main မှာ ADS ဂျိုင်ယိုကမဟုတ်ပါဘူးအားကြောင့်မလို့ကျွန်တော်ဂျိုင်ယို scope ကိုတော့ကောင်းကောင်းလေးချိန်ယူရပြီဆိုလို့ရှိရင်ကျွန်တော်ပြစ်နေကြဖြစ်တဲ့ ADS ဂျိုင်ယိုကပေါ့နော်အများကြီးချိန်ကြမလို့တော့ဘူးကိုပြစ်နေကြပုံစံရဲ့ပေါ့နော်နှစ်ဒါမှမဟုတ်လို့ရှိရင်300ခိုင်နှုန်း900ခိုင်နှုန်း2 short လောက်လောက်ယုံနေတယ်ကိုပို့ပြီးဆင်ပြေပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်142နဲ့ပြစ်နေအောင်เนาะအဲ142ကနေပြီးတော့ကျွန်တော်144ကိုချိန်ပြီးတော့ပြစ်ပြမယ်ဗျာကျွန်တော်2%လောက်ပဲတိုးလိုက်တယ်ပေါ့2%လောက်တိုးပြီးတော့ပြန်ပြီးပြစ်ပြမယ်ကျွန်တော်က scope ချိန်ကြီးကိုတေးချာချာလေးလုပ်ပြီးခြင်းနဲ့အသေးစိတ်လေးပြောပြခြင်းတဲ့အတွက်ကျွန်တော်ရဲ့ video လေးကရှည်ကောင်းရှည်သွားလို့ရှိရင်ကျွန်တော် part 1 part 2 part 3ဆိုပြီးတော့ကျွန်တော်အပိုင်းလေးခွဲပြီးတင်ပေးပါမယ်ခုဆိုလို့ရှိရင်ခုနကချိန်ထားတဲ့စားလို့ရှိရင်ပေါ့နော်ကျွန်တော်ပို့ပြီးတော့142ကနေ144လောက်နဲ့ပြစ်တာပို့ပြီးတော့ခေါင်းနေလဲမှန်လို့ကြည်ရလဲကောင်းသားတွိုင်းမှာပဲစုနေတဲ့အတွက်ကျွန်တော်တို့တော့ဒီအိမ်ဒီရှာကိုင်းတော့အကောင်းဆုံးပဲပေါ့ဗျာ144ကျွန်တော်90ပေါ့ joy ဆိုလို့ရှိရင်90 ADS joy ဆိုလို့ရှိရင်144လောက်ဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝအဆင်ပြေသွားပြီပေါ့နော်ငိမ့်နေကောင်းနေလဲမှန်တယ်ပေါ့နော်ခုလိုမျိုးကျွန်တော်ချိန်ပြရဲ့နီးကိုပဲလုံးဝ brother အနေနဲ့ video လေးကိုတီးတီးချာချာလေးသေးစိတ်လေးကြည့်ပေးပါပေါ့နော်ကျွန်တော်လည်းဒါပထမဦးဆုံးခုတ်ချိန်နီး video လောက်တာဆိုတော့ကျွန်တော်မှားလေးပါသွားခဲ့လို့ရှိရင်လည်းအညွန့်ညွန့်တောင်းပန်ပါရဲ့တီဗီသားလူတွေအတွက်မဟုတ်ဘဲနဲ့မသိရဲ့ player လေးတွေအတွက်ပဲပေါ့နော်ကျွန်တော်ကပြောပြပေးချင်တာဖြစ်ပါတယ်
တခုသိကျင်တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုမှာနားမလည်တာရှိရဆိုလို့ရှိရင်လည်းကောမမှာမေးလို့ရတယ်လို့ကျွန်တော်ရဲ့ဒီ Telegram မှာပေါ့နော်ကျွန်တော်ရဲ့အကောင့်လေးပါကျွန်တော်ရဲ့အကောင့်မှာလည်းလာမေးလို့ရတယ်လို့ကျွန်တော်ရဲ့ဒီ channel လေးမှာလည်းလာပြီးတော့မေးလို့ရပါတယ် Okay အားဆိုလို့ရှိရင်ကျွန်တော် 4 scope ကိုချိန်ပြရတဲ့အတိုင်းပဲကျွန်တော်3 scope red dot ချိန်ရင်လည်း red dot ပေါ့နော် red dot ကတော့အဲ့လောက်ကြီးမလိုပါဘူး car spray တို့ပါဘူးလောက်ပဲသုံးတာများပါတယ်ကျွန်တော်ချိန်ပြရတဲ့အတိုင်းလေးပဲ3 scope တို့4 scope တို့လည်းအဲ့တိုင်းလေးပဲချိန်ပေါ့နော်အားဆိုလို့ရှိရင် brother ရဲ့ scope တွေကငြိမ်လာပါလိမ့်မယ် scope တွေကိုတစ်ခါချိန်ပွားလို့ရှိရင်လည်းအရင်မပြောင်းမဲနဲ့ပေါ့နော်ကိုဒီ scope ချိန်ထားတဲ့ sensitivity လေးနဲ့ပဲပြစ်ကြည့်အောင်ပါဗျာကျွန်တော်တစ်ပတ်လောက်ဖြစ်ပြစ်ကြည့်လိုက်အောင်ပြစ်ကြည့်လိုက်လို့လုံးဝအဆင်မပြေဘူးဆိုမှပဲပြန်ပြောင်းညင်ပြောင်းပေါ့နော်အားကြောင့်မလို့ကျွန်တော်ရဲ့ video လေးကိုသဘောကျရဆိုလို့ရှိရင် like and share subscribe လေးလည်းနှိပ်ခဲ့ပေးကြပါအောင်သိချင်တာရှိရင်လည်း comment မှာမေးမြန်းနိုင်ပါတယ်